အခုဘုန်းကြီးတို့တရားဟောတယ်ဆိုတာမြတ်စွာဘုရားဟောတဲ့တရားကိုဟောတာကိုညံနဲ့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားဟောတာကိုဟောတာဘုရားဟောတဲ့တရားကိုသင်ပြီးမာမာနတက်เสียဘာတစ်ခုမှမရှိဘူးကိုယ်ပိုင်တရားမဟုတ်ဘူးသူများတရားအဲ့ဒါလိုပဲအခုခေတ်မှာဒေါက်တာကြီးတွေဖြစ်ပါမောက္ခကြီးတွေဖြစ်ပြီးတော့physics တို့ chemistry တို့ဘာတို့ဒီလိုပညာတွေတတ်ထားတဲ့ပမောက္ခကြီးတွေဒေါက်တာကြီးတွေလည်းမာနကြီးစရာမရှိဘူးသူများပြောတာလိုက်ပြောနေကြတာလေသူတို့တီထွင်တာပါတာမှမဟုတ်တာစာအုပ်ထဲပါတာကိုသင်ပြီးစာအုပ်ထဲပါတာကိုပြောနေကြတာပဲမဟုတ်လားစာအုပ်ထဲဟာတွေခေါ်စာအုပ်ထဲဟာတွေပြောပြီးတော့လူထက်ကြီးလှုပ်ပြီးတော့မာနကြီးကြီးနေမယ်ဆိုလို့ရှိရင်ဟောဒီအမ္ပထတို့ဆရာတပည့်ပုံစံမျိုးဖြစ်မှာပဲသိချာစဉ်းစားကြည့်ကိုယ်ပိုင်ညာနဲ့သိတာမဟုတ်ဘူးကိုယ့်အကူတီထွင်တာမဟုတ်ဘူးဘယ်ဆရာကြီးကဘယ်လိုပြောသွားတယ်ဒါဝင်ဘယ်သိပ္ပံဆရာကြီးကဘယ်လိုပြောသွားတယ် ਨੇ သူများပြောတာတွေကိုလိုက်ပြောနေကြတာပဲ